အားလုံးပဲမင်္ဂလာပါမော်ဒယ်မြင့်စီစားရင်ဘိန်းအလှလေးတစ်စီးနဲ့မိတ်ဆက်ပေးပါမယ်ဖီလင်စီစားရင်ဘိန်းလေးဖြစ်ပါတယ်2021မော်ဒယ်လေးပါရုပ်ထွက်လေးကတော့မြင်တဲ့အတိုင်းပါပဲတော်တော်လေးကိုတန့်ပါသေးတယ်ဘိန်းတစ်စီးလုံးအော်ဆေးပတ်လည်နဲ့ဖြစ်ပါမယ်အော်ဆေးအော်စတစ်ကာလေးနဲ့ပါနောက်ဆေးတစ်စက်မှမပါသေးပါဘူးတော်တော်လှပါသေးတယ်ဘိန်းလေးကရှေ့ဖောက်တွေစီယိုစိန်ကင်းပါတယ်ရှစ်တရာအသစ်နီးပါးကိုကြံပါသေးတယ်အင်ဂျင်စီယိုစိန်ကင်းပါတယ်အင်ဂျင်လုံးဝငြိမ်ပါတယ်စတက်တော်ဝီနဲ့လက်တင်စီဘိန်းလေးတစ်စီးပဲဖြစ်ပါတယ်ဖီလင်အိတ်ဇောလေးနဲ့ပါနောက်တာယာလဲ80ရာခိုင်နှုန်းလောက်ကျန်ပါသေးတယ် MT1 82W နဲ့လာပါမယ်တက်တန်းက2020ခွန်အထိကျန်ပါမယ်ဒီဘိန်းလေးကိုရောင်းချပေးမဲ့ဈေးနှုန်းကတော့24,500,000ဖြစ်ပါတယ်စိတ်ဝင်စားရင်တော့53ဘီလန်13313လေးကြားမန္တလေးစက်မှု1မှာလာရောက်ကြည့်ရှုနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်